ဒီဗီဒီယိုလေးကတော့ Aquarius တွေအတွက်2026မှာကြုံရမယ့်ကံကြမ္မာအဟောနဲ့လမ်းညွှန်ချက်များကိုဟောပြောပေးလိုက်တာဖြစ်ပါတယ်အဲ့တော့ Aquarius များအတွက်ဒီနှစ်ကအထူးသတိထားမယ့်အချက်ကအဖို့ကောင်းတာသို့မဟုတ်အဆွဲကောင်းတာမျိုးကြောင့်မိမိအတွေ့အကြုံမရှိတာအတွေ့အကြုံအားနည်းနေတဲ့နယ်ပယ်ရပ်ဝန်းမှာအလောက်ကင်များကိုစွန့်စားလောက်ကင်မိတတ်တာရင်းနှီးမြုပ်နှံမိတတ်တာမျိုးတွေ2026မှာအထူးသတိထားပါမိမိကျွမ်းကျင်သောနယ်ပယ်အလောက်ကင်များတွင်သာကျင်လည်လောက်ကင်တဲ့နေဟုတဲရော့ကညွန်ကြားပြသနေပြီးတော့မိမိမကျွမ်းကျင်သောနယ်ပယ်များကိုစွန့်စားလောက်ကင်မိပါကငွေကြေးဆုံးရှုံးနိုင်ခြင်းသို့မဟုတ်လူလိမ်ခံရတာမျိုးတွေဖြစ်တတ်ပါတယ်ဒါပေမဲ့ဘာမှပြော2026က Aquarius တွေအတွက်ကံတရားကငွေကြေးလမ်းကြောင်းတစ်ခုကျင်းသေးပေါ်ပေါက်မှာဖြစ်ပြီးတော့ထို့အချက်ကိုအသုံးချနိုင်မှာကငွေကြေးဥစ္စာလျင်မြန်စွာတိုးဝါတိုးတက်မယ်ဆိုတဲ့နမိတ်လက္ခဏာလေးရရှိနေပါတယ်ဒါကြောင့်မိမိကျွမ်းကျင်သောနယ်ပယ်တွင်သာလက်တွေ့လုတ်ကင်ဆောင်ရွက်ခြင်းစနစ်တကျလုတ်ကင်ဆောင်ရွက်ခြင်းဖြင့်ဝင်ငွေလမ်းကြောင်းရရှိမှာဖြစ်ပြီးတော့ကံတရားကမျက်နှာသာပေးမဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်မိမိကမစင်စားမစင်ကြမဲ့လုံးမိလျင်တစ်ဖက်မှဝင်လာသောငွေများသည်မိမိမကျွမ်းကျင်သောနယ်ပယ်များတွင်ဆုံးရှုံးတာငွေဆုံးရှုံးတာသို့မဟုတ်ငွေလိမ်ခံရတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့တစ်ဖက်ကဝင်လာပြီမတစ်ဖက်ကအဖက်မတင်တာမျိုးတွေဖြစ်တတ်တယ်အဲ့တော့စီစနစ်တကြနဲ့စဉ်းစားဆုံးဖြတ်ပြီးတော့ရေရှည်ကြည့်ဖို့လိုအပ်ပါတယ်2026မှာ Aquarius တွေအတွက်ဝင်ငွေကျမ်းမဲ့နှစ်တစ်နှစ်ဖြစ်ပြီးတော့အရင်က delay ဖြစ်နေတာဆိုင်းငံ့ထားတဲ့ငွေကြေးများတော့မှအရှိန်အဟုန်နဲ့ပြောင်းဝင်လာနိုင်တဲ့နမိတ်လက္ခဏာလေးတွေတွေ့မြင်နေရပါတယ်အတိုက်ခိုက်များရှိနေတော့လဲထိုအတိုက်ခိုက်များကိုအောင်နိုင်ပြီးနှစ်တစ်နှစ်ဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်၍ရဲရဲဝံ့ဝံ့ဆုံးဖြတ်ချက်ချနိုင်ခြင်းတွေကြောင့်ငွေကြေးလက်လာပါရှင်လန်းနေမဲ့နှစ်တစ်နှစ်ဖြစ်တယ်ပညာရှာနေတဲ့သူများအနေနဲ့လဲ scholarship ရတာထောက်ပံ့ကြီးရတာမျိုးတွေကြုံနိုင်ပြီးတော့ပညာရေးတွင်ကံတရားကပေးနေတော့လဲမျက်နှာသာပေးနေတော့လဲမိမိကအဖို့ကောင်းခြင်းအပေါင်းအသင်းမမားအောင်သာထိမ့်သိမ်းဆောင်ရွက်ဖို့လိုအပ်ပါတယ်အပေါင်းအသင်းမှားတတ်တယ်အဖို့ကောင်းတာအဆွဲကောင်းတာကြောင့်လမ်းမရောက်သွားနိုင်တယ်ပညာရေးfocus မလုပ်နိုင်မင်းနဲ့တခြားလမ်းကြောင်းတွေပေါ်ရောက်တတ်တယ်ဆိုတဲ့နမိတ်လက္ခဏာလေးတွေ့နေရပါတယ်အဲ့အတွက်မိမိရဲ့လှုပ်ချင်တဲ့ရည်မှန်းချက်ကိုသာ focus ထားပြီးတော့ဒီနှစ်မှာအစွမ်းကုန်လုတ်ကင်ဆောင်ရွက်ပါလို့Aquarius တွေကိုတိုက်တွန်းခြင်းပါတယ်စကားပြောဆိုများစာချုပ်စာတမ်းကိစ္စများဆွေးနွေးတိုင်ပင်မှုများနဲ့ပေါင်းသင်းဆက်ဆံရေးတွေမှာပြတ်သားပြီးတော့တိကျပါစေပေါင်းသင်းဆက်ဆံရေးမှာအဓိကပြတ်ပြတ်သားသားတိတိကျကျစကားပြောဖို့လိုပါတယ်သူတို့အလိုအတိုင်းလိုက်ခဲ့တယ်ဆိုရင်တကယ်လို့အပေါင်းအသင်းဒီမှာရဲ့နမိတ်ကအပေါင်းအသင်းမှားတာမျိုးအဖော်ကအဆွဲတရားဟောလို့လမ်းမရောက်သွားတာမျိုးနမိတ်လက္ခဏာမျိုးတွေ့မြင်နေရတဲ့အတွက်မိမိကပြက်ပြက်သားသားညှင်းဆန်ဖို့ပြက်ပြက်သားသားဆုံးဖြတ်ချက်ချဖို့လိုအပ်တယ်ဆိုတဲ့အရာကိုထပ်မံပြောကြားလိုက်ပါတယ်ဒီနှစ်က Aquarius တွေအတွက်ငွေရှာလို့အကောင်းဆုံးအချိန်ခါဖြစ်ပါတယ်ဒီနှစ်က Aquarius တွေအတွက်စိတ်အားတက်ကြွပြီးတော့ energy ပြည့်နေမယ်နှစ်တစ်နှစ်ဖြစ်ပါတယ်စိတ်အားတက်ကြွနေတဲ့အတွက်တစ်ဖက်မှာဖြစ်လာနိုင်တဲ့ side effect ကမကြာခဏစိတ်တူတာဒေါသဖြစ်တာအလင်းစလို့လုံးမိတာတွေအထူးသတိထားပါမယ်နောက်ကျမရေးအတွက်ကအပူဓာတ်များတာသွေးတိုးတာအထိုင်များတာတွေကို
ဖြစ်တတ်ပြီးတော့ထွေထူးကျမ်းမာရေးညံ့တဲ့နမိတ်လက္ခဏာမျိုးမတွေ့ရဘဲနဲ့အရင်ကကျမ်းမာရေးညံ့နေတဲ့သူတွေဆိုရင်တော့မှဒီနှစ်မှာအင်အားပြန်လဲပြည့်ဖြူကောင်းမွန်လာတာကျမ်းမာလာတဲ့အတိတ်နမိတ်မျိုးကိုလက်ခံရရှိနေပါတယ်အဲ့တော့အချစ်ရေးပေါ့နော်အချစ်ရေးအနေနဲ့ကတဦးနဲ့တဦးတာဟစာတာမဖြစ်တာနားလည်မှုလွဲတာသဘောထားကွဲလွဲတာတွေမကြာခဏဖြစ်နေတတ်ပြီးတော့ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဖြစ်နေမှနှစ်တစ်နှစ်အဖြစ်နမိတ်လက္ခဏာရရှိနေပါတယ်အလုံးများနေတာငွေရှာတဲ့ဘက်အာယုံရောက်နေတာကြောင့်အချစ်ရေးနဲ့အိမ်တော်ရေးမှာအစင်မပြေတာလေးတွေဖြစ်နေတတ်ပြီးတော့ပြတ်သွားကြတဲ့အထိမဟုတ်ဘဲနဲ့ပြန်ဆင်ပြေလိုက်မကြာခဏရန်ဖြစ်လိုက်ဖြစ်နေတတ်တဲ့ကြောက်ကစားလေးတွေဖြစ်နေတတ်တဲ့အချိန်ခါမျိုးအနေနဲ့မြင်နေရပါတယ်ထိုအချက်ကလည်းသတိထားဆင်ခြင်ရမှာဖြစ်ပါတယ်ဘဝအတွက်ကငွေကြေးအလုပ်အကံများလည်းအရေးကြီးသလိုအချစ်ရေးအိမ်တော်ရေးကျမ်းမာရေးတို့အတွက်လည်း balance ဖြစ်နေဖို့အတွက်အရေးကြီးပါတယ်စင်ငယ်များအတွက်ကတော့ဒီနှစ်မှာအလောတကြီးချစ်သူမရှာသင့်ပါဘူးဘာလို့ဆိုရင်ဒီနှစ်ရဲ့နမိတ်အရာအကျင့်စရိုက်မတူတာအသွင်မတူတာမျိုးတွေနဲ့ဖူးစာဆုံတတ်တယ်ဆိုတဲ့နမိတ်လက္ခဏာလေးကြောင့်ဖြစ်ပါတယ်နောက်ဆုံးမှာမိမိပဲစိတ်ညစ်ရပါလိမ့်မယ်လို့ပြောရင်ဒီ Oracle ကရဲ့လမ်းညွှန်မှုလေးလည်းထပ်ပြီးတော့ယူလိုက်ရအောင်နော်Oracle က embrace the follow all emotion find balance in your spiritual practice မိမိရဲ့စိတ်ခံစားချက်များကိုစီးစင်းခွင့်ပြုလိုက်ပါ spiritual practice တွေကနေမိမိအတွက် balance ဖြစ်အောင်ရှာပါ balance ဖြစ်အောင်လုပ်ပါလို့တိုက်တွန်းနေတာဖြစ်ပါအဲ့တော့အဓိပ္ပာယ်ကဒီမှာတဲရိုရဲ့ညွှန်ကြားချက်နဲ့တွားပြီးတော့connection မိနေပါရဲ့เนาะဘာလဲဆိုတော့ balance ဖြစ်အောင်ဘဝမှာ balance ဖြစ်အောင်လုပ်ခိုင်းတာအစောပိုင်းမှာလည်းပြောခဲ့သလိုအလုတ်အကင်ငွေကြေးဒီနှစ်အတွက်ကန်တရားပေးတယ်ဆိုလို့အလုတ်ကင်ငွေကြေးနောက်ကိုပဲလိုက်ပြီးတော့ဘဝက balance ဖြစ်နေကျမ်းမာရေးတို့အချစ်ရေးတို့အိမ်တော်ရေးတို့မှာတွားပြီးတော့ထိခိုက်မယ်ဆိုရင်လေဒါကဘဝအတွက်မကောင်းပါဘူးအဲ့တော့ balance ဖြစ်အောင်နေရမယ်ဆိုတဲ့ဟာကိုလေဒီမှာ Oracle ကလမ်းညွှန်နေတယ်အဲ့တော့သူကထပ်ပြီးတော့အထောက်အကူဖြစ်တဲ့ထပ်ပြီးတော့လမ်းညွှန်လာတာကဒီမှာ spiritual practice တွေနဲ့ balance ဖြစ်အောင်လုပ်ဖို့အတွက်အထောက်အပတ်အနေနဲ့ပြောတာတယ်ပေါ့အဲ့တော့ spiritual practice တွေကဘာလဲဆိုတော့ meditation လုပ်တာpositive mindset ထားတာ positive vibes ထားတာပြီးတော့မိမိကိုယ်ွယ်တဲ့ဘာသာတရားလုပ်တာဒါတွေကဘဝမှာbalance ဖြစ်အောင်မိမိရဲ့ block တွေကိုဖြည့်ပြောက်တဲ့နီလန်းတွေပါအဲ့တော့ဒီအရာတွေဘာသာတရားတွေ meditation တွေ positive mindset ထားမယ် positive vibe တွေဖြစ်အောင်မိမိကိုမိမိနေမယ်ပြီးတော့မိမိရဲ့အိမ်တော်ရေးမှာလည်းအဆင်ပြေအောင်နေထိုင်မယ်မိမိရဲ့ကျန်းမာရေးလည်းအဆင်ပြေအောင်နေထိုင်မှာဖြစ်တယ်လို့ကံတရားပေးတယ်ငွေကြေးနဲ့အလုတ်ကင်အတွက်လည်းကံတရားပေးတော့ကြိုးကြိုးစားစားလုတ်ကင်ဆောင်ရွက်ခြင်းဖြင့်ဘဝကို balance ဖြစ်အောင်တီထောင်ခြင်းဖြင့်ပုံကောင်းမွန်တဲ့ဘဝများရရှိပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးနေနှိကုံးချုပ်လိုက်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဆွန်ရဲပါ